你们来，都快点喏。ကိုကြီးလျောက်တယ် 好的，来。你妈这拉的找你去的。 ဝါဒီကောင်ဖြတ်ကြောက်ဆိုရှင်တော့မန်းခဏလေးတော့မစိုးပဲနော်မြေဆောင်ကိုတက်မလားညီမလေးကြောက်လာကြည့် 你上午把到了我那，你妈那是没要了，加到。 ဒီကောင်အကြံစိုးရင်းနဲ့ပေါ့နော် 哎，你妈嘞，你妈嘞。 ဟာရှောက်ရှောက်អော်နေဘာညီမလေးကသူ့ကိုလာပြီးမှထုခံနေရမယ်လုံးနဲ့ 老板都完了。哎，快点来嘛。你妈里了？你妈里拉的找你去的。 ဒီကောင်ကြက်တွေးပဲနော်ဒါနဲ့ကျဲတယ်ကွာဒီမှာကြည့်အောင်နာချောင်းဒီဘက်ကြောင်းတို့တစ်ချောင်းသွားနေတယ်ကြောက်သားကဒီမှာနည်းနည်းကျဲနေတဲ့ပုံစံမျိုးဖြစ်နေတယ်နော်ဒါဘယ်လောက်ပြောလဲ 20လောက်ရရင်တော့ ဘာသိန်းနဲ့ချကြည့်အောင် 9သိန်းမရဘူးပေါ့ဒီ ဟာလောက်ပါဒါမျိုးကြောက်ကအားပေးကြောက်ကြီးကို ကျေးဇူးရောင်းမလဲမယ်ပေါ့ဒီ 30 9သိန်းလောက်လို့လက် 9သိန်းမရဘူးပေါ့ဒီ ဒီကောင်အရေး အဲ့ကောင် ကြောက် လည်းလာတယ်အဲ့မရရင်တော့ပေါ့ဒီ ဘာကြောက်လို့ရာကြောက်ပါပဲဒီမိုင်းကျူကတော့မစိုးပါနော်လုံးဖန်ကြီးရတယ်လောက်900ပဲကောင်းတယ်ကွာ 900နီးနီးဆိုမေးပြီမယ်ပေါ့စီ အမောင်လေးခဏကြည့်မှာပေါ့နော်ဟုတ်ကဲ့ဒီကြောက်လေးကဒီမှာကတော့နှစ်ပင်ပူးတစ်ပင်ဖြစ်သွားတဲ့ပုံစံလေးပေါ့ဗျာဒီနာလေးဆိုရှင်တော့မန်းခဏလေးတော့မစိုးပဲနော်ဒီမျိုးရန်ကောင်းလို့ဒီအရေကိုအားပေးတာဖြစ်တာပေါ့ဗျာနော်ဂျိုးကလေးလည်းချစ်တဲ့နေရာလေးပါတာပေါ့ဗျာနော်ကြောက်ကတော့ယာပိုင်းတော့ယာပိုင်းပဲသွားမယ်ဗျဒါပေမဲ့900အောင်နေဆိုလို့ရှင်တော့တင်နိုင်မယ်လို့ကျွန်တော်ထင်တာပေါ့ဗျာနော်200လောက်တော့ကြိုက်တယ်ကွာ 900နီးနီးဆိုမေးပြီမယ်ပေါ့ 250လို့လိုက် 950မရဘူးပေါ့ဒီ 300လုံးလိုက်ပါစီးလိုက်ပါ စီမီ 300ဝေါဒီကောင်ဖြတ်ကြောက်ပဲအလုံးတော့ကြီးကြီးပဲကွာနော် 20လောက်ရရင် ဒီကောင်တော့မလွယ်သေးဘူးကွာဒီကောင်တော့မဖြတ်ချင်သေးဘူးကွာလောစင်ဒါ9သိန်းချလိုက်ပါကိုကြောက်ဆိုရှင်တော့ထားပေးလိုက်9သိန်းပဲချလိုက်ပါနော် ဒီဘောဒီကိုရောင်းပေးလိုက်မယ် โอเค အောင်ပါရပါတယ်နော် အေး တော့မိလိုက်မယ်လေဟုတ်ပြီတော့မိလိုက် စောင့်နေလိုက်မလို့ ဟုတ်ဆောင်းနေတော့ပေါ့ဒီနော် အေး A few minutes later. ကိုကြီးတကားပွင့်ပေးအောင် 啊，你妈来了。 ဟာတော့ပြလိုက် 啊， နော် 到过来。你们来，都快点喏。来，你们来。 ကိုကြီးလျောက်တယ် 好的，来。怎么？你过来。 ကိုကြီးတော့ပြီးတော့ ကိုကြီးမကြောက်ပိုင်ကိုကြောက်တော့မေးပေးနေတယ်ကိုကြီးတို့ကြောက်စီးလာတဲ့ဟာလေနော် အဲ့ဆိုခဏထိုင်ဆောင်ပြန်နော် တော့ရစိတ်မကောင်းဘူးရသူသားရပဲဘောစီက ဘာလဲကြောက်မရောက်လား အာရတယ် ဟာကွာမင်းနောက်လေကွာ တော့ရတော့လက်တန်းထွက်တယ်ဘောစီကပွဲကတော့ပူပေးလိုက်လေနော် ပုံမှန်ပဲလုပ်လိုက်ပါ လောက်ပါပူပေးလိုက်ပါ ကိုကြီးလုံးဝနေပြီဒီထဲမတိုက်ပါဘူး မာလီရောက်ထားနေရတာ ဟုတ် မင်းညီမတော့အလိုက်တီးသေးတယ်မင်း ပွဲကတော့ပူပေးလိုက် ကြောက်က လုံးဝတော့လည်းပူပေးလိုက်ပါ ဒီမှာပြောနေတော့ဟုတ်ပြီညီမလေးကိုကြီးငါသိန်းသုံးပေးလိုက်မယ်နော် မင်းစေတနာတွေပူနေပြန်သေးတယ်ဟုတ်လားဒီတရားတော့ယူထားလိုက် နိုင်မလား သူရဲ့ပတ်စံညနေမှာဝိုင်းပါပြီလိုက် ညဝိုင်းမှာလာယူလိုက် ရပါတယ် โอเคပွဲခါလည်းညနေမှာပဲယူလိုက်တော့နော် ညီမသိနေနော် ညင်ကထည့်ပေးလိုက်မယ်နော်ဟုတ်ပြီ ပြန်အောင်ပါဒီကောင်ယူလိုက်အောင်တော့မှာကွာနော် ဟုတ်ပြီပြီနော် ဟဲ့နော်ညီမလေးပြောပေးလိုက်အောင်နော် ဒီကြောင့်လည်းတော့ကျွန်တော်9သိန်းနဲ့ရခဲ့တာပေါ့ဗျာနော်ကြောက်ကတော့ဘာဆန်ကြောက်ဖြစ်တယ်ဝေါသူကဒီနေရာလေးမှာဆိုရင်တော့စမ်းပေါက်လိုလိုတော့သွားတယ်ဒီတခြားနေရာဆိုရှင်မစေးရတဲ့အနေထားတွေမှာရှိပဲနော်ဒီအခွန်ရမ်းတွေကိုကြည့်ချင်အားပြန်မှာကြောက်စီကြောက်သားကမြုပ်လောင်းခေါင်းရမယ့်ကြောက်တွေဖြစ်တာပေါ့ဒီအောက်ခြေဘက်မှာလည်းကြည့်လိုက်တော်တော်လားနော်တော့ဆေးလန်းလုံးမှာကြောက်ရမ်းငင်ငင်လေးနဲ့ကြောက်စီကြောက်သားလုံးဝမဲညွတ်ဆန်းသွားမယ်ဆိုရှင်တော့ဖေကြီးပိုင်းမှာတော့တင်နိုင်ချေရှိတာပေါ့နော်ရမ်းသွားတဲ့ပုံစံလေးလည်းတော်တော်လေးလာအနာလေးကကြောင်းလေးတော့ပါတာပေါ့ဗျာနော်ဒီမှာဝါအမ်းပြချက်လေးတော်တော်လေးလာနော်အတိုင်လဲလုံးမှာအရေကဒီထက်မကနက်တော့မယ်ဆိုရှင်တော့အပွင့်ရနိုင်ချေရှိတယ်ဗျာတပွင့်လေးလာထွက်လာမယ်ဆိုရှင်ဒါကြီးပိုင်းထဲမှာမှန်လို့ရတဲ့အပွင့်ရေးသွင်းမျိုးကိုကျွန်တော်ရရှိမှာဖြစ်တာပေါ့ဗျာနော်ဒီ9သိန်းနဲ့အလုံးလေးကဥပန်လေးလဲကြီးပြီးမှထပ်ဆေးလိုက်လို့မှသူစမ်းပွေးလေးပါသွားမယ်ဆိုတော့ဒီကြောက်လေးကတော့ဆယ်ကြီးပိုင်းဖြစ်သွားနိုင်တာပေါ့ဗျာနော်320ကြောက်ကတော့အဓိကဒီမန်းကိုပဲအားကိုးပြီးမှခေါင်းရတာဖြစ်တယ်ဗျာနော်ရန်ကောင်းလေးကလည်းလာမန်းလာတော့ဆိုတော့ဒီကောင်အရေးဥသွားနိုင်တယ်ဗျာနော်အဲ့ဒီအရေးကတပွင့်ကိုကျွန်တော်ကယာကြီးပိုင်းထဲမှာကျွန်တော်မန်းလာတာဖြစ်တာပေါ့ဗျာဒီမန်းရဲ့အတက်အကျပုံမှာမူတည်ပြီးဒီကြောက်ရဲ့ဈေးနှုန်းလေးကလည်းအပြောင်းအလဲဖြစ်သွားနိုင်တာပေါ့ဗျာနော်ကြိုက်နေတတ်တယ်ဆိုရှင်တော့ကျွန်တော်ဆက်သွယ်လိုက်ပေါ့ဗျာ